လေရီစီအမျိုးသမီးဘောလုံးအသင်းနဲ့ဘင်္ဂလားဒေ့ရှ်လေရီစီအမျိုးသမီးဘောလုံးအသင်းတို့ရဲ့ပွဲစဉ်ကတော့မကြာခင်မှာစတင်ရှင်းပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်ဘာရင်းအသင်းရဲ့ပွဲကစားသမား17ယောက်စီးရင်မှာတော့ဘုသမားနေရာမှာတော့ကျွန်တော်စနစ်ဆာအဒူလာကျွန်တော်3အီမန်အခါတေကျွန်တော်4ဖတ်တီမာကျွန်တော်9ယာဝန်အလာလီကျွန်တော်10အမီယာဆိုပါကျွန်တော်9ဟဖ်ဆာအလီဆာကျွန်တော်10အေယာဂျူမာကျွန်တော်73မာနာကျွန်တော်14ဆက်ကကျွန်တော်15ဆာမာနေကျွန်တော်22အမတ်နာတို့ပွဲထွက်ကစားမှာပဲဖြစ်ပါတယ်ရှင်တော့ကိုသမားနေရာမှာတော့ကျွန်တော်1ရူနာကျွန်တော်2ရှီဦးလီအစင်းကျွန်တော်3ရှန်ဆွန်နဟာကျွန်တော်4အဖီဒါအသင်းကောင်းဆောင်ကျွန်တော်5ခူဟာဒီကျွန်တော်6မိုနီကာကျွန်တော်9ဆပ်နာကျွန်တော်8မာရီယာကျွန်တော်10တူဟူရာကျွန်တော်ဆက်ခွန်ပေါ်နာနဲ့ကျွန်တော်20ရှန်ဆွန်နဟာတို့ကပွဲထွက်ကစားမှာပဲဖြစ်ပါတယ်နေပွဲစဉ်ကိုတော့ Reader Channel ရုပ်သံလိုင်းကနေတိုက်ထုတ်လင်းတင်ဆက်ပေးနေသလို online ကကြည့်ရှုခြင်းတဲ့ပရိသတ်တွေအနေနဲ့ကတော့ဒီဘက်ဒီထပ်ပြီးတော့ဒါခဲ့ရဖြစ်ပါတယ်ဒီနေ့လည်းဒီလိုဆိုတော့ရှန်ဆွန်နဟာဘင်္ဂလားဒေ့ရှ်တင်မဲ့ area တွေဝင်လာပြီးရှန်ဆွန်နဟာဘုံအောင်ကျော်ပြီးချဲလိုက်ပြီဟိုးမြာရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းဥဆောင်ကိုစတင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲအစ9မိနစ်မှာပဲနောက်တန်းနေလို့တော့တင်ပေးလိုက်တဲ့ဘောလုံးကိုတော့လိုက်တင်ပြေးထွက်သွားပြီးတော့ရှန်ဆွန်နာသူ့ရဲ့ပြေးအားကောင်းကောင်းကိုအသုံးချပြီးတော့ရှစ်ထွက်လာတဲ့ဘာရင်းသေးကိုသမားဖြစ်သူဆာအဒူလာကိုပါကြော်ပြီးတော့ဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်ဒီမှာလေတဲ့ကိုပေးထားတယ်အခတ်တဲ့ရာလာတဲ့အခတ်တဲ့အဝေးကလက်ကန်လာတယ်တက်ကတော့ကောင်းနေခင်ဗျာကျွန်တော်လိုက်စေထားတယ်စပ်နာသူကန်ပို့ပြီးထားတယ်လူပေါ်နာလက်ကန်လာပြီဒီကောင်းမွန်တဲ့ကန်တဲ့တစ်ခုကိုတော့ကျွန်တော်တို့နေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်စခွန်ရီတူပေါ်နာဖြစ်တယ်ခင်ဗျာဒီမှာပဲဘင်္ဂလားဒေ့ရှ်အဆောင်ကို2ဂိုးထိပြုနိုင်ခဲ့ပြီဖြစ်ပါတယ်စပ်နာရဲ့ပြပမှုကကောင်းမွန်ခဲ့သလိုအဆုံးသက်ခဲ့တဲ့လူပေါ်နာကလည်းကန်ချက်ကတော်ကြီးကိုကောင်းတာတော့တွေ့ရတယ်ဗျာဒီမှာအဲလီဘောလုံးပြန်ပြတ်တယ်ခင်ဗျာလူပေါ်နာရလာပြန်ခင်ဗျာလေပေးသားနေရလာတဲ့ဘင်္ဂလားဒေ့ရှ်ပဲရှေ့ကိုမျောထိုးပေးလိုက်ပြီတောက်လျှောက်လိုက်နေတယ်လူတော့မကြုံဘူးဗျာအေးရတယ်မှာပဲလွတ်လွတ်ကျွတ်ကျွတ်ပဲလက်ပေပြီကွင်းလေအမိုနီကာအပိုင်ခွင့်ရခဲ့ပြီမဲ့လေသူ့ရဲ့အဆုံးသက်ကတော့အောင်စရာကောင်းလောက်ကိုလွှဲချော်သွားခဲ့တာဖြစ်ပါတယ်ဘောနာတော်မော်ကန်ပို့ပေးရတယ်ဘောလုံးမြောက်နေတယ်ဗါရင်ကန်စစ်ကဦးထားတယ်ခင်ဗျာမာရီယာဒီဘက်လက်ကန်တယ်ကန်စစ်ကတော့ကောင်းတယ်ခင်ဗျာဒါပေမဲ့ဘာလဲဟိုပါပဲကွင်းလေကိုထိန်းချုပ်ဖို့အတွက်အကောင်းဆုံးခြေစွမ်းနေတဲ့ဥဆောင်ကစားနေတဲ့ကျွန်တော်8မာရီယာဖြစ်ပါတယ်နောက်ကဘောတော့မွန်ဒီကာလေတွေကိုပေးတာတွေဖြစ်ပို့ပြီးတာလေသူစခတ်နေနေတာတစ်ခုကနေပဲလာဒီတေးသူစခတ်နေတဲ့နေထားတစ်ခုကနေပဲတတိယမြောက်ဥဆောင်ကိုရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီအင်းကိုလာရောက်ပြီးတော့အားပေးတဲ့ပြိတ္တတွေကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်မာရီယာရဲ့ပေးပို့မှုကိုတော့ကျွန်တော်9ခိုဟာတီတင်သွားခဲ့တာပဲဖြစ်ပါတယ်ရှုံမျောပြီးသားတယ်လီကာဘောဆေးဝဲလက်ကန်လာတယ်ဒီမှာတော့တူဟူရာမရှိရတဲ့အခွင့်အရေးကိုသူ့အနေနဲ့လည်းအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ကာနဲ့ဗာရင်းသေးရဲ့နောက်ခံကစားသမားတွေဘောလုံးရှင်လူကိုစူးစမ်းနေပြန်ထွက်လာတဲ့ဘောလုံးကတော့အရှိမအသိရှိနေခဲ့တဲ့တိုဟူရာကကန်စစ်တွေဒါဖီဒါရှိကိုကံပို့ပေးတာတယ်
ပါတယ်ဘလုံးထင်းထင်းပေါ်ကနေငယ်မတည်တဲ့အနေထားတစ်ခုမှရှန်စွန်နာဟာတိုဟူရာရှန်စွန်နာရဲ့ပြေးလန်းတွေကိုမျောပေးရတယ်ပြန်ချိုးပေးရတယ်တိုဟူရာကမ်မီတိုဟူရာရဲ့2မိနစ်အတွင်းမှာရရှိတဲ့ဒုတိယမြောက်သွင်းကိုပဲဖြစ်ပါတယ်ဒီရလက်တစ်ခုနဲ့ဘာရင်းအသင်းကိုတော့ပြပြသားသားဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်ရှန်စွန်နာဟာရဲ့ပြပမှုကကောင်းမွန်ခဲ့တယ်လို့တိုဟူရာရဲ့သုံးသက်ပိုင်းစွမ်းဆောင်ရည်ရလဲဒီချိန်မှာကောင်းဆုံးအနေထားမှာရှိနေခဲ့တာပဲဖြစ်ပါတယ်ရတယ်ရှူလီအဇင်းရှူပေးတာလေလွတ်ထွက်သွားပြန်ခင်ဗျာရှန်စွန်နာဟာတော့ရှော့ပဲဝင်လာရှန်စွန်နာကန်သွင်းမှုကြိုးစားတယ်ကာဝယ်ထားခဲ့တာပဲဖြစ်ပါတယ်ရှန်စွန်နာဟာသူ့ရဲ့ပုံစံအတိုင်းပဲပြေးအားကောင်းကောင်းနဲ့လွတ်ထွက်လာခဲ့တဲ့အနေအထားတစ်ခုကနေသုံးသက်ဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ရိုင်းတင်မယ်တောက်လျှောက်ဆွဲရလာခဲ့ပြီဗျာဇာဝင်ဇာသမားကျွန်တော်မဆက်ကိုMNRE ဖြစ်ပါတယ်လေမျောပြိုကြိုးစားတယ်အစာလီစာရှူမျောပြီးတာတယ်တောက်လျှောက်ပဲဆွဲလာပြီဗျာကျွန်တော်လီဖတ်တီမာကွန်မာနဲ့ရင်ဆိုင်တွေ့တယ်ဒီမှာရှိနေတဲ့အသင်းဘော်စီပေးဖို့ကြိုးစားခဲ့သေးတယ်ခင်ဗျာဒါပေမဲ့ဘော်ရင်အသင်းကတော့ကျွန်တော်လီဖတ်တီမာဟိုးနောက်ကနေတိုက်စစ်ထိလိုက်ပါပြီးတော့အသင်းဘော်ပြန်လေဖန်တီးပေးဖို့တော့ကြိုးစားခဲ့ရပြီဖြစ်ပါတယ်အခုဆိုလို့ရှိရင်တိုဟူရာအေရီယာထဲမှာပဲနောက်ကပြန်ပြီးချိုးပေးတာတယ်ချိုးပြီးတော့လက်ခံထားတယ်ရှန်စွန်နာဟာချက်ပြတ်ထိန်းထားတယ်ရှန်စွန်နာပဲပေးဖို့ကြိုးစားတယ်ဒီမော်နဲ့ထိပြီးတော့ပြန်ထွက်လာခဲ့တာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ပေးရထားသေးတယ်တေဘဲရှူမျောပြီးထားတယ်MNREတော့ရှော့ပဲဝင်လာပြီMNREပဲထွက်လာတဲ့ဂူသမားဖြစ်တဲ့ရူနာရဲ့ပေါင်ချောင်းတွေကနေပေါင်ကြားတွေကနေထည့်ပြီးတော့ဂိုးဖြစ်အဆုံးသတ်ဖို့အတွက်ဇာဝင်ကစားသမားMNREကြိုးစားခဲ့တာပဲဖြစ်ပါတယ်မာရီယာဘယ်ကြောင်ထုတ်ပြီးထားတယ်ချန်စွန်နာဟာအေးပေးထားတယ်လိုက်တဲ့ပိတ်ထားတယ်ကိုကြီးမြန်လက်ရှိမှာတော့ဆန်စွန်နာဟာ2ယောက်ရဲ့အတွဲဆက်ကိုကျွန်တော်တို့တွေ့ခဲ့ရတာပဲဖြစ်ပါတယ်နောက်တန်းကနေလိုက်တက်လာခဲ့တဲ့ကျွန်တော်တို့3ရှန်စွန်နာဟာရဲ့ပေးပို့မှုကိုတင်ပြီးသွားတဲ့ကစားသမားကတော့ကျွန်တော်တို့9ရာဝန်အယ်လာလီဖြစ်ပါတယ်ရှင်တို့ဖို့ကြိုးစားရင်းနဲ့ကျွန်တော်တို့9ရာဝန်အယ်လာလီအနေနဲ့ကလည်းကိုတွေကို Substitution for Bangladesh. Player number 6 is rotated by player number 6. ဘာရင်တင်ပဲတိုက်စစ်ပြန်ဆလာပြီဘာရင်တင်ပဲတောက်လျှောက်ဆွဲလာပြီအေးရထဲမှာပဲလက်ကန်ပြီရှင်မတော်ကိုသမားရူနာအကောင်းဆုံးကာဝယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်အဇင်းရှီကိုပေးတော့ပြီလဲမှာပဲရတာသေးမြရှီကိုမျောထုတ်ပေးလိုက်တဲ့တောက်လျှောက်ပဲလွတ်ကျွတ်ပဲဘင်္ဂလားဒေ့ရှ်ပဲတောက်လျှောက်ပဲတစ်ချက်ခောက်ထားတယ်လှမ်းပေးပြီကိုပြီမြောင်းဒီချိန်မှာလဲရလာတဲ့အခွင့်အရေးတစ်ကိုဘင်္ဂလားဒေ့ရှ်အကောင်းဆုံးအဆုံးသတ်ပြီးတော့နောက်ထပ်9ဂိုးမြောက်ဥဆောင်ကိုတော့ထပ်ပြီးတော့ရှာဖွေသွားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်ချိန်မှာလဲညာဘချမ်းကနေအကောင်းဆုံးပံ့ပိုးပေးမှုကနေ Substitution for Bangladesh. မော်ကီကိုသမားနဲ့တူချင်းရှင်ဆိုင်အတွေ့မှာ Rotated by player number 12. ပြန်မဲ့ခန်းစစ်ကစားမအောင်တစ်ချက်လှည့်ပြီးတော့ပယ်ချေနဲ့အသက်ရဆုံးအဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်လက်ရှိချိန်မှာတော့ဘင်္ဂလားဒေ့ရှ်တင်းရဲ့အနိုင်ရလက်ကပို့ပြီးတော့ပြတ်သားသွားတဲ့အနေအထားတစ်ခုကိုတော့ရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီတင်းမင်းဝီလက်ကန်လာတယ်ဘန်တီပြန်ရှန်ပြီးတော့ထွက်လာခဲ့တယ်ခင်ဗျာမာရီယာဒီတင်ကန်စစ်ကလည်းအသေးအတန်အောင်ကာကွယ်ထားခဲ့ရတာဖြစ်ပါတယ်ရှော့ဆူလိုကြိုးစားလာတဲ့အနေအထားတစ်ခုမှာတော့စောပိုင်းမှာရရှိခဲ့တဲ့စူတာနာရဲ့တွင်းကူဖြစ်ပါတယ်ဒီကန်ချက်ကတော့ကောင်းနေဆိုပေမဲ့ကိုဘာရန်ထိပြီးတော့ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘင်္ဂလားဒေ့ရှ်အသင်းငယ်နစ်နာခဲ့ရတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဒုတိယမြောက်ပွဲတွေကတော့ဇူလိုင်လ2ရက်နေ့မှာရှင်းပြကစားမှာဖြစ်ပါတယ်အားကစားဝါနာရှင်ပြည်သူများခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဘော်ရင်းအသင်းနဲ့ဘင်္ဂလားဒေ့ရှ်အသင်းတို့ရဲ့ပွဲ
စဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက9 ဂိုးဂိုးမီဆိုတဲ့ရလက်နဲ့ဘာရင်းအသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအခံတစ်ဆက်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့တိုက်ထုတ်လင်းတစ်ဆက်နေမှုကိုဒီမှာပဲရှင်းနာဝေပြပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ